စကျင်းကြောင့်စင်းလူတော်တွေကိုစေးပုတ်ရတာနဲ့ပတ်သက်ပြီးတော့တော်တော်များများကဇဝေဇဝါဖြစ်တယ်။ဘာကြောင့်မလို့စေးပုတ်ရတာလဲမကောင်းတဲ့အရာလားဆိုပြီးတော့ထင်ကြတယ်ပေါ့နော်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မပြပြပေးပါမယ်ရှင်။အရင်ဆုံးကျမတို့ရဲ့စကျင်းကြောင့်စင်းလူတော်ဖျားတွေအကြောင်းကိုမပြောခင်မှာMARBNE ဆိုတဲ့စကျင်းကြောင့်ရဲ့အင်္ဂလိပ်စကားလုံးအဲ့ဒါကိုGoogle မှာသွားပြီးတော့ရိုက်ရှာကြည့်လိုက်ပါကြလာမယ့်အရာတွေကဒီကျမတို့ရောင်းနေသလိုမျိုးတပင်းကြီးဖြစ်တဲ့ကြောက်သားအရောင်တွေကိုကြလာမှာမဟုတ်ဘဲနဲ့ line တွလေးတွေပါတဲ့စကျင်းကြောက်တွေပဲကြလာမှာပေါ့နော်ဒါကဘာကြောင့်ဖြစ်တာလဲဆိုရင်စကျင်းကြောက်ရဲ့သဘောတဘာဝကသူကအဲ့လိုအကြောမြင်လေးတွေပါတတ်တယ် line တွလေးတွေပါတတ်တဲ့သဘောတဘာဝရှိပါရဲ့ရှင်ဒါပေမဲ့ဖះစင်းတူတော်တွေထုစစ်တဲ့အခါမှာဆိုရင်လူတွေကဒီကြောက်အကြောအမြင်လေးတွေကိုမမြင်ရရင်ပို့ပြီးတော့ကောင်းမှာပဲဆိုပြီးတော့တွေးကြရဲပေါ့နော်သူ့တဘာဝဖြစ်တဲ့ကြောက်အကြောမြင်တွေကိုဖျောက်ပြက်လို့မရဘူးအဲ့ဒီတော့စေးပုတ်ရတယ်နော်စေးပုတ်ရပါတယ်စေးပုတ်ရတဲ့အခါမှာအရေသားနဲ့အပွေသားဆိုပြီးတော့နှစ်မျိုးရှိရဲအဲ့ဒီထဲမှာအရေသားပို့ပြီးတော့အကြောအမြင်တွေများတတ်တယ်ဒါကြောင့်မလို့အပွေးသားအရေသားထက်ဈေးပိုနေရခြင်းအကြောင်းကြီးဖြစ်ပါတယ်အရေသားမှာလေအကြောအမြင်လုံးဝကင်းစင်နေဆိုပြီးတော့အမခံပြီးတော့ကျမတို့ကတော့ထုစစ်မပေးဘူးပေါ့နော်အနေနဲ့များတော့ပါမှာပဲအဲ့ဒီအကြောအမြင်လေးတွေကိုလက်ခံနိုင်လို့ရှင်တဘာဝကြောက်သားအတိုင်းပို့ပေးတယ်တကယ်လို့အကြောအမြင်ပါတာကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့ဆေးပုတ်ပေးရပေါ့နော်အဲ့တော့အကြောအမြင်ပါတာမကြိုက်ဘူးဆိုလို့ရှိရင်အဖွေးသားလေးတွေကိုရွေးချက်ပူဇော်ပါအဖွေးသားလေးတွေကမျက်နှာတော်လည်းပြပြတတ်မြင်ရတယ်နောက်ပြီးတော့အရေသားတဲ့အကြောမြင်လဲကင်းစင်တယ်တစုလုံးလဲအရေသားလိုမျိုးဟိုနေရာကပြနေတယ်ဟိုနေရာကဖွေးနေတယ်ဆိုပြီးတော့အဲ့လိုမျိုးလည်းမဖြစ်ဘူးတစုလုံးအဖွေးဆိုအဖွေးရောင်ကြီးတပင်းကြီးရပါတယ်ကျမအနေနဲ့လည်းအရေသားနဲ့အဖွေးသားဆိုလို့ရှိရင်အဖွေးသားကိုပို့ပြီးတော့သဘောကျတယ်ကျမတို့စီမှာအနာအစာနဲ့ပတ်သက်ပြီးတော့အာမခံချက်ရှိပါတယ်အနာစာပါတဲ့စင်းတော်တွေကိုလုံးဝရောင်းချမပေးပါဘူးနောက်ပြီးတော့ကျမတို့စီကနေပြီးတော့ဂိတ်တစ်ပေးလိုက်တယ်ဟိုရောက်သွားလို့ရှိရင်ကျိုးတယ်ပဲ့တယ်ဆိုလို့ရှိရင်လည်းပြန်ပို့လိုက်အကုန်လုံးစားရတာဝန်ယူပေးတဲ့မိုးဆောင်မှုမျိုးရှိပါရဲ့ရှင်အဲ့ဒီတော့စစ်ပုတ်တာနဲ့ပတ်သက်ပြီးလူတွေရဲ့စိတ်ထဲမှာမကောင်းမမြင်စေချင်ပါဘူးရှင်